တော့ပြီးမယ်နော်မင်းတော့ဘယ်တော့မှလာမပဲနဲ့တခါတည်းပြောခဲ့အဲ့ဒါနဲ့ဝမ်းမနာပြည့်ပြီးတော့ပြန်သာဆရာတော်ကတည်းကဆက်လေးနဲ့လာကြဟဲ့မကြုံနဲ့နော်ငါစက်လေးလားစက်လေးကပြီးတော့လာခဲ့မင်းတို့ရှိပါရောက်ဆက်ပြေးအေးငါလာမယ်အဲ့ဒါနဲ့တရားနာပိဋကတ်ဆက်ပြေးတော့ဆက်ပြေးနဲ့သွားမယ်ဆိုပြီးတော့ဆက်ပြေးသွားမှာ16သိန်းသွားတရားအဲ့တော့ရမှာ16သိန်းဆိုတော့အဲ့ဒါနဲ့16သိန်းဆိုများတယ်မင်းတို့နီးစပ်ဘယ်လိုမျိုးပြောတာမှာဆရာတော်တဲ့ဘာနဲ့ဆိုနီးတယ်ပြရတယ်မော်ကျွန်းဘယ်ဆိုနီးတယ်အဲ့ဒါနဲ့ကားစီပြီးတော့မော်ကျွန်းလာခဲ့မော်ကျွန်းရောက်တဲ့အခါကျဆက်ပြေးငားတယ်6သိန်းတော်သေးတာပေါ့ဟုတ်မလားအဲ့ဒါနဲ့ဆက်ပြေးငားပြီးတော့သွားတယ်ကဲနေခင်ချမ်းသာရနေသွားတာညနေ6နာရီကျမှညနေ6နာရီမှရောက်တာအဲ့ဒီပေါ့ဘာရဘီတို့လိုင်းနေရတဲ့ကြီးဝဲရတဲ့ကြီးကမ်းမမြင်လမ်းမမြင်လေရတဲ့တိုင်းကြီးရတဲ့တိုင်းဒီကြောက်ရှာဘရောဒသာသနာပြုခဲ့အဲ့ဒါနဲ့သွားပြီးတော့ဟာဘယ်ရောက်တဲ့အခါကျတော့ဘီတို့ရောက်တဲ့အခါကျတော့ဒီနေ့ရောက်တဲ့အခါတရားဝဲကျင်းပတဲ့နေရာတွေပရိဟိတအကြောင်းဖြစ်ဘာကကြောင်းပရိဟိတအကြောင်းဖြစ်နေရောနောက်တော့ဒီကစနာပရိဟိတအကြောင်းပဲငါပူဇော်မှတူတော်မှဆိုပြီးတော့ပါလာတဲ့ဝတ္ထုတွေတမနတ်သိန်းထုတ်ပူဇော်ခဲ့ညတရားဟောတဲ့အခါကျတော့ဓမ္မပူဇာ9သိန်းရတော်သေးတာဟုတ်တယ်မလားဓမ္မပူဇာဘယ်လောက်ပြ9သိန်းရတာ2သိန်းဆိုတော့ဘယ်လောက်ပြန်လဲ3သိန်းတော်သေးတာပေါ့ရှက်ပြေးကတောက်ဝတ်တယ်ဟုတ်တယ်မလားအဲ့ဒါနဲ့ညတရားဟောပြီးတဲ့အခါကျတော့ရှက်ပြေးစီးပြီးလာခဲ့ဟောချုံပြန်လာကာမမြင်လားမမြင်ကာမမြင်လားနဲ့နာမနာကြတော့မိရပြက်နော်နင်းနေရလဲအကြီးကျယ်ကြလေရလဲတိုက်လိုက်နေရလဲကြီးကာမမြင်လားမြင်မောင်းပြီးတော့လာလမ်းတော့လာကြညနာလောက်ကြတော့အော်မနာမတိုက်တာသူများတည်ဟာလားတငါလေးကလေးတွေတားစိတ်ငါးစိတ်ဘာစိတ်နဲ့ရှားစားပြီးတော့နေကလေးတွေအဲ့ပြောပြီးတော့ကလေးနဲ့လေးနစီနဲ့မျောပါအော်မနာဝတိုက်တာကကြတော့ကဲကြပါတေးပြီးကွာတော့တေးချင်းဆိုလည်းတေးပြီးငါလည်းရေကူတတ်တာပေါ့ဗျာဒါတော့တေးချင်းဆိုလည်းတေးပြီးကဲကြပါတေးတော့ဒိုးလေးစီတော့မှဒိုးလေးစီတော်သေးဘာဖြစ်တော်သေးတယ်ဟာလားကဲကြပါကြည့်တဲ့ကလေးနှစ်ယောက်ကရေကူးနေဆက်လေးနဲ့သားလေးတွေအဲ့တော့ကဲကြပါကဲဟာဆိုဝမ်းကဲတော်သေးတာပေါ့မသေးတာနော်အဲ့ဒါသားတို့ဘာမှမပူနဲ့ဖုံဖုံရှိဘုံပြောလို့ရှိတယ်ဘာမှမတဲ့သားတို့ဟာလားသားတို့ဆုံးရှုံးသွားတယ်မှလည်းဘုံရုပ်ဘာမှမပူနဲ့ဆိုပြီးတော့သားတို့ကဘယ်ရလဲသားတို့ကဗျာတဲ့ကျုံမငင်းပြီးပါသားတို့ဘာမှမပူနဲ့ဖုံလက်ခဲ့ဆိုပြီးတော့မော်ကျွန်းခေါ်လာခဲ့ရမော်ကျွန်းရတဲ့ကသားတို့ဘာမှမပူနဲ့မင်းညာဘုံတရားဟောတာဓမ္မပူဇာဘယ်လိုရ3သိန်း5သိန်းရတယ်2သိန်းဆိုရတယ်3သိန်းပဲကြာတာတို့ဘာမှမပူနဲ့ဘုံရတာလေ3သိန်းတွေကုန်ရှုံးပြန်လာတယ်ဓမ္မဂရိကတတာနော်ရှုံးပြီးပြန်လာခဲ့ရအဲ့ဒါနဲ့အာတင်းပြီးတော့လာလိုက်တဲ့အပြည့်နဲ့ဘယ်လိုလာခဲ့ရတယ်လဲဆိုတော့ဒီတင်စရာမျိုးလားတင်စရာမျိုးဆရာတော်ကေမိနာ
ဓမ္မဒါနဓမ္မပူဇာပွဲတဲ့အပိုင်ပဲဒီဘုရားငါပွဲပဲဟုတ်တယ်အဲ့ဒါနဲ့အာမတရားသွားဟောတာကဓမ္မပူဇာဘယ်လိုရ15သိန်းရတော့သေးတယ်ပေါ့ဟုတ်လား15သိန်းရရတဲ့ခါကြတော့အဲ့ဒီချိန်မှာပြရောက်လာတယ်ညီတော်ဖြစ်တဲ့ဩဥဒ္ဓမင်္ဂလာညီတော်ဖြစ်တဲ့ဩဥဒ္ဓမရောက်လာခဲ့နောက်တော့တဲ့နောက်မိဘမဲ့ကလေးကိုရှင်ပြုပေးမယ်ဆိုဒုက္ခအကြီးအမေသာတော့ကွာဒီမှာကတော့ဓမ္မပဒစကားလေးရမယ်ယူသွားတယ်ဘုကောင်အပတ္တဝမ္မတာပိုက်ပြမှာမြင်တာမြင်ရမကျင်ရမောင်း15သိန်းတော့မြင်ရဘောင်းပိုက်သိဒုက္ခအဲ့ဒါနဲ့အာဒီပြီးတော့လာလိုက်တယ်ဘုံလေးမြို့ဘယ်မြို့ဘုံလေးမြို့ဘုံလေးမြို့ရဲ့အောက်ဘက်နားမှာမိမလာကျွန်းတို့ယူဇခန်တို့ဒီနာတောင်းလာတာအာရဖတ်ဆိုသူလာပြီးတော့ပဲသူရဆရာတော်ဒီလိုတော့သူတော်သားတွေချင်းရောက်တော့မှာဘုရားဆိုနှစ်ညလာပြီးတော့ပဲအေးဘာအာရဖတ်ရဲ့ငါပြေးပါမယ်ငါပြေးပါမယ်ဆိုပြီးတော့ဘိုးလေးပဲရတော့ဟောတယ်ဘိုးကလေးကနေပြီးတော့အဲ့ဒီရောက်ကိုရောက်ဖို့ရတော့တရားနာပြတယ်9 နာရီလောက်စက်နေစီရလက်ကပင်လေရနေပါပြီအဲ့တော့မိမလာကျွန်းတို့ယူစကန်တို့သွားပြီးတော့ဟောရောက်တဲ့အခါကျတော့ဆရာတော်ခေမင်းသားဓမ္မပရိကဆရာတော်ဓမ္မပူဇာပွဲတဲ့အပိုင်ပဲဒီဘက်ကပွဲပဲအပိုင်ပဲရောက်တဲ့အခါကျတော့ဟေးတို့ဘယ်မှာတရားမှာလဲဆရာတော်တဲ့ဘုန်းကြောင့်တရားမှာပေါ့အေးကောင်းတယ်ကွာကောင်းတယ်ကွာဆိုပြီးတော့မဲ့တက်တဲ့နေမဲ့လာပြီးတော့ကြိုးကြဆိုကြဟောရောက်တဲ့အခါကျတော့ဘုန်းကြောင့်တဲ့မှာဆိုကြဘုန်းကြောင့်ရောက်တဲ့အခါကျတော့ကာမလန့်တက်တဲ့အခါကျကျောင်းကြီးဖြူထားဟုတ်ကဲ့အာရဘကဒုက္ခပြေးပြန်အာရဘကဒုက္ခပြေးပြန်အဲ့ဒါနဲ့ညတရားတဲ့ခါကျတော့ဓမ္မပူဇာ9 သိန်းရဘယ်လောက်ရဩအာရဖတ်မျက်နှာလည်းရှိသေးတယ်ငါလည်းဇန်ဆရာတော်ကမိတာနာမည်လေးတစ်လုံးနဲ့ငါလည်းသိခါကြထံလို့မရဘူးဆိုပြီးတော့နောက်တာ3 သိန်း10 သိန်းလို့ရနောက်ဆိုရင်အာရဖတ်ဆိုရင်မအားဘူးလို့ပြောတာအဲ့ဒါမလေးရင်းရှုပ်ပြလာခဲ့မလေးအဲ့ဒါနဲ့စိတ်တက်ကြလာလိုက်ဘယ်ရောက်လာတယ်လဲဆိုတော့တရားနာပိဿတွေဒီကမကလူကစာရေးဆရာမဂျာနကျော်မမနေရပါအဲ့ဒီရောက်တော့တရားဟောတာဒါရခါကျတော့တရားနာပိဿတွေဒီယူဇကန်တို့မိမလာကျွန်းတို့ဆိုတာဆက်စုတို့ဆိုတာချောင်းကြအရဏဇတ်လေးရှိပြလာခဲ့တာပေါ့လမ်းတော်လာရောက်တဲ့အခါအုံးမနဲ့ဝင်တယ်ဟဲ့ဒီမှာဖြစ်တာလေဟောမိတယ်ဆရာတော်တဲ့တုံးတက်မိတာမင်းတို့ကဓာတ်တော့မမြင်ဘူးလားကဒေါသဓာတ်တော့မမြင်ဘူးလားဒေါသဖြစ်တာပေါ့တကယ်ဓမ္မပူဇာမရလို့စိတ်ကဆိုးဟုတ်လားစိတ်ကဆိုးနေတာမင်းတို့ဓာတ်တော့မမြင်ဘူးလားကအဲ့လိုမင်းတို့သိစားကြည့်မောင်ကဘာညာနဲ့ညာတော့သွားကြည့်တကမေချောင်းဖြစ်နေမောင်ဟဲ့မောင်ဓမ္မပူဇာမရမနဲ့သိချင်တဲ့သိတော့မကမောင်ဟလာမေချောင်းနေတော့ကြားနေတာ၄ 5 ကောင်လောက်ရှိတယ်တက်ဆွဲတာအသက်ဆွပြေးခဲ့ရအဲ့ဒါနဲ့ပဲရောက်လာတယ်ဆိုတော့ကမ္မပရိယာရောက်တယ်အဲ့ဒါပြိတ္တတဲ့တိုက်ပါကျူဆူကြတာပေါ့အဲ့ဒီဓမ္မတရားဘုံကြောင့်တရားအဲ့ဒါနဲ့ဘုံကြောင့်ရောက်တဲ့အခါကျတော့လက်ပါပြီးတော့ကြီးတာပေါ့ကြောင်းရဖြူတာရှိတယ်အဲ့ဒါဘယ်လိုဟိုကြတော့ဘာဖြစ်တော်သေးတာပေါ့
10သိန်းရတော်သေးတယ်တခါတော့အပိုင်ပဲပြီးပြတဲ့စဉ်းစားမပါတတ်တဲ့ကုသလဆိုတယ်နော်ဆရာတော်တခါတော့ချင်းကြီးကောင်းပါချင်းကြီးကောင်းပါကွာအဲ့ဒါနဲ့ဆရာတော်ဒီနှစ်ပါးပြောဆိုပြီးဟာတို့ဆရာတော်ကြီးသွားကြရအောင်ဆိုမနေ့ကကြားမှာဟုတ်အဲ့ဒါနဲ့ဆရာတော်ကြီးသွားပြီးတော့ကြောတဲ့ခါကျတော့ဆရာတော်ကြီးကမေတပည့်တော်တစ်ပင်ကဆေးရုံတရားပါတော်ဗျာတပည့်တော်ဆရာတော်တပည့်တော်တော့ပေါက်ပါတယ်ဗျာတော့ပြီးတော့10သိန်းလူခဲ့ရချင်းကြီးကပြောအဲ့ဒါနဲ့အားတယ်ပြီးတော့လာလိုက်တာဘယ်ရောက်လာတယ်လဲဆိုတော့ကျက်လက်မျိုးဘာမျိုးကျက်လက်မျိုးလောကမာရစေစီရောညကြီးဘုရားဘုရားရှင်ကပွဲတော့မလေးအမတန်စီကပရိသတ်တွေဘယ်တော့များတယ်လဲဆိုရင်နေတိတိရလာပြီးတော့တရားလာညာတဲ့ပရိသတ်တွေကိုကားအကျိုးပို့လို့ပြတနေ့သိန်း30သိန်း30ကိုအဲ့တော့အကြည့်ချက်ချင်းပါအဲ့တော့တတိဖြစ်တယ်ဟောဒီဘွဲလူဘွဲအပိုင်ပဲဟဲ့ကောင်းဟုတ်တယ်ဆရာအမေဆရာပြီးတော့ပြုံတယ်ပြီးတဲ့အခါကျတော့ဘုရားကိုရှိခိုးပြီးတဲ့အခါလက်ပတ်ပြီးတော့ဘုရားကိုဘုံမြောက်ပြန်လက်ပတ်ပြီးတော့ကြီးညိုကြတာပေါ့အဲ့ဒီချိန်မှာကောပကဒီအတွင်းမှုတွေရောက်လာကြရောက်လာပြီးတော့ဒါရဲ့လို့ကြီးညိုကြကောင်းလိုက်တဲ့စီလို့ပြကြည့်တမဗျာမတကြီးညိုကြကောင်းတယ်ဗျာဒီမှာလည်းကြည်တဲ့မောင်ပြောင်းပြီးမှကြီးဆရာတော်တွေတန်ဃာတော်တွေကြွလာတဲ့ခါကျတော့တရင်သုံးဝဲကြွကြနာဆောက်တာဗျာအကျွေးတွေနဲ့တရားတော်ဟောဒီကျွေးရင်စားခိုင်းအဲ့ဒါနဲ့ညတရားရရတာလေရတာဓမ္မပူဇာ9သိန်းလောက်ပြကြဒီသူကပါစိတ်တကြပြားလာကြဒါလည်းဆိုးလိုက်တယ်မပြောပါနဲ့အဲ့ဒါနဲ့အားနေပြီးတော့လာလိုက်တာဘယ်ရောက်လာလဲလက်ပရာမျိုးဘယ်မျိုးလဲရှင်ပြပွဲညာကဘွယ်ဓမ္မပူဇာပွဲဆရာတော်ခင်မိတာကြီးကျယ်ကျယ်ပါဘုရားပါလေအဲ့ဒါဒီကတော့အချိန်ကြီးကောင်းမြတ်ပါလေမင်းဘာမှမပူပါနဲ့အဲ့ဒါနဲ့သွားတရားနဲ့ကကြတော့ဓမ္မပူဇာ9သိန်းရတော့သေးတာပေါ့တကကြီးဟုတ်တယ်မဟုတ်လားအဲ့ဒါနဲ့ညတရားဟောပြီးတဲ့ကဆရာသမီးတွေမှာကားစီပြန်လာကြလမ်းတော့လောက်ရောက်တဲ့ကဘုန်းကြီးဆရာတော်တဲ့ဆရာတော်ရဲ့ဓမ္မပူဇာတော်ကြီးကျမ်းလို့ပြောအေးကွာတိတ်ထားလိုက်ကွာနော်တိတ်ထားလိုက်ဘာမှမပူနဲ့တိတ်ထားလိုက်လေရောက်မှပဲကတ်ကြတာပေါ့ကွာအဲ့ဒါပြောပြီးသားတော်လေးကြတဲ့ကဘုန်းကြီးကဆရာတော်တဲ့အဲ့ဒီဓမ္မပူဇာ9သိန်းကိုဗျာနောက်နေ့တရားပွဲကျင်းပတဲ့အခါကျတော့မာတိငွေနဲ့တရားချင်းတော့တရားပွဲကျင်းပဖို့ရမာတိငွေနဲ့တရားချင်းတော့တော့တွေ့ပါလူခိုင်းတာပုံအဲ့ဒါနဲ့အားတင်းပြီးတော့လာလိုက်တာအားတင်းပြီးတော့လာလိုက်တောင်းပလာပါဆန်းနေကြကွာမာကလန်းရောက်အချင်းတရားဘောလို့လားကားပါအဲ့ဒါကြောင့်တရားနာပရိသတ်တွေကိုတော့တရားလေးတစ်ပုဒ်ဟောချက်ပါတယ်ဆူတောင်းတိုင်းသာပြည့်စုံပါတယ်ဗာတရားလဲဗာတရားဆူတောင်းတိုင်းသာပြည့်စုံပါတယ်အောက်ဆီဂျင်ဘူးလေးထောင်ရရှိတယ်လူနာတွေအစီအပြေဖို့ကွယ်24နာရီလုံးဖွင့်လေခါရဲ့လူအသက်တွေကဲတင်မယ်လူငယ်တွေပေါင်းစုပါလို့အစင်ကြိုးပြုစိတ်ချမ်းသာစေမယ်
အားထားမယ်အောက်ဆီဂျင်မူလေးထောင်စီရှိတယ်လူနာတွေအဆင်ပြေဖို့အတွက်24နာရီလုံးဖွင့်လေခါရဲ့လူအသက်တွေကတည်မယ်လူငယ်တွေပေါင်းစုပါလို့စီကျိုးပြုစိတ်ချမ်းသာစေမယ်ကွယ်ကျင်လာရင်ယူရရင်နဲ့တို့ကြိုးစားလို့ဖေးမှာကိုမယ်အဓိကချက်ကကွယ်စီဝိတသက်စေမယ်အောက်ဆီဂျင်လေးရှူသုံးတော့စီမောပန်းမှုကင်းဝေကရဲ့စီနာရှိမြတ်တရှိများကတူတေးလို့အေးရစီမယ်ဆူတောင်းချွေပါလေအချင်းစာပန်းများလိုက်ဆက်ရမြို့ကလာပါကွယ်အောင်စီဦးနဲ့အသက်ခေမေမြို့ကလာပါကွယ်စေနာပန်းတို့မွေးမြရမြို့ကလာပါကွယ်အောင်စီဦးနဲ့အသက်ခေမေမြို့ကလာပါကွယ်ခိုင်မာစွာဒီငါရဲ့မြတ်တရားတွေထုံမိုးချေလူငယ်တွေပေါင်းစုပါလို့အစီကျိုးပြုစိတ်ချမ်းသာစေမယ်တောတာရှင်များယခုနားဆင်ကြကြရတာကတော့ဒီဆိုတော့မူခင်ကျော်ရေးသားစီစဉ်တဲ့အသက်ရှူမွတ်တက်ပြပါစေလို့အမည်ပေးထားတဲ့မြန်မာတန်တေးစုပဲဖြစ်ပါတယ်ရှင်ကုသိုလ်ယူပါဝင်တည်ဆူသူများကတော့ဒေသန်ရှင်လှိုင်ဝင်းထွန်းဒေသန်ရှင်နှင်းနှင်းထူးနဲ့ဒေသန်ရှင်မိုးခင်ကျော်တို့ဖြစ်ကြပြီးအတန်ပိုင်းဆိုင်ရာကိုတော့ချမ်းချမ်းစတူဒီယိုမှာကိုအောင်ဆန်းကအတန်ဖမ်းယူပေးထားတာဖြစ်ပါတယ်နားတော်တာဆင်ကြတဲ့သူတို့ကောင်းအပေါင်းစမ်းတွေ့ကြပါမှာချမ်းမြေတာယာကြပါစေကုသမှုအတွက်ရဲ့နေ့နေ့ညညကွယ်ကျင်လာရင်ယူရရင်နဲ့တို့ကြိုးစားလို့ဖေးမှာကူမယ်အဓိကချက်ကကွယ်စီဝိတသက်စေမယ်အောက်ဆီဂျင်လေးရှူသုံးတော့စီမောပန်းမှုကင်းဝေကရဲ့စေရနာရှိမြတ်တရှိများကအလူပေးလို့အေးချမ်းစေမယ်အသက်ကကြမယ်ကွယ်ကိုယ်တို့ထူပါလေမွန်ကြမှုဝေဒနာများတွေပစီပြောက်စေဆူတောင်းချွေပါလေအချင်းစာပန်းများနဲ့ဆက်ရမြို့ကလာပါကွယ်အောင်စီဝနဲ့အသက်ကေမေမြို့ကလာပါကွယ်စေနာပန်းတို့မွေးမြရမြို့ကလာပါကွယ်အောင်စီဝနဲ့အသက်ကေမေမြို့ကလာပါကွယ်ခိုင်မာစွာဒီကရဲ့မြတ်တရားတွေထုံမိုးချေလူငယ်တွေပေါင်းစုပါလို့အစီအကျိုးပြုစိတ်ချမ်းသာစေမယ်မင်္ဂလာပါခင်ဗျာမာကအောက်ဆီဂျင်ဇီဝိတဒါန24နာရီအခမဲ့ကုသိုလ်ပြုရေးအဖွဲ့ရဲ့မေတ္တာရက်ခံလာတဲ့အတွက်ကြောင့်ဝါသနာရှင်ညီကိုမောင်နှမတွေစုစည်းလို့လှုပ်ဆော်ရေးဒီတေးစုလေးကိုပါဝင်ကုသိုလ်ယူကူညီပေးခဲ့တာဖြစ်ပါတယ်ဝါသနာရှင်များသာဖြစ်တဲ့အတွက်ချိုးယွင်းအားနည်းမှုတွေရှိခဲ့မယ်ဆိုရင်နားလေခွင့်လွတ်ပေးကြပါလို့ဂါရဝပြုတောင်းပန်အပ်ပါတယ်ခင်ဗျာဒီတေးသူလေးမှာဦးသိန်းဦး
မာကအောက်ဆီဂျင်ကိုဖြူကိုစန်းနဲ့ကျွန်တော်မျိုးဆက်ဦးတို့ကရေးဆက်ထားကြပြီးကိုထွန်း Modern Trust Studio ချစ်လင်းဝေဝေစင်အယိုးလက်ဝေခိုင်ဖြိုရွှေရီဇာတာတို့ကပါဝင်တည်ဆူထားကြပါတယ်ဂီတပိုင်းဆိုင်ရာအနေနဲ့ဂီတမှုရန်ကြီးအောင် lead ချစ်လင်းဝေ rhythm ဝေစင် bass ကိုဖြူ drum ရဲကြီးတို့နဲ့အတူ keyboard စန္ဒယာထွန်းနိုင်တို့ကပါဝင်တိခတ်ပေးထားကြပါတယ် Modern Trust Studio မှာအတန်သွေးယူပြီး engineer ကိုပုကအတန်ဖမ်းယူပေးထားတာဖြစ်ပါတယ်နောက်ခံစကားပြောသူများဖြင့်လိုင်ဝင်းထွန်းနဲ့မျိုးဆက်ဦးတို့ကပါဝင်ပြောဆိုပေးထားကြပါတယ်မာကအောက်ဆီဂျင်ဇီဝိတဌာန24နာရီအခမဲ့ကုသိုလ်ရေးအဖွဲ့ကိုအဖက်ဖက်မှညာနာအားကာယအားဒါနအားအစုစုတို့နဲ့ကုသိုလ်ယူပါဝင်ထားတဲ့ကုသိုလ်ရှင်ပေါင်းတို့ကိုအစထားလို့လူသားအလုံးကိုဤကျမ်းမာခြင်းတို့နှင့်ပြည့်စုံချမ်းသာစံစားနိုင်ကြပါစေစိတ်ဤချမ်းသာခြင်းပေါင်းနဲ့ပြည့်စုံခံစားစံစားနိုင်ကြပါစေတောင်းစုတွေအခါခါပြေးလို့ကောင်းမှုတွေအဖျားဖျားတွေ့နိုင်ကြပါစေလို့ဆုတောင်းမေတ္တာပြုရကြောင်းပါခင်ဗျာWithin our ship